နေ့မှာတော့ရိုးသားတဲ့ရွာသားလေးတယောက်ဟာသူ့ရဲ့ကြက်ချန်ထဲမှာထူဆန်းတဲ့မြစိမ်းရောင်ကြက်ဥတစ်လုံးကိုစတင်တွေ့ရှိခဲ့ပါတယ်။သူဟာအံ့ဩတုန်လှုပ်သွားပြီးအဲ့ဒီကြက်ဥကိုစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့ကောင်လေးဒီကြက်ဥကိုပကံလုံးထဲသို့ခွဲထည့်လိုက်ရာကြက်ဥအနှစ်မှာရွှေဝါရောင်တောက်ပနေပြီးအလွန်လှပနေသည်ကိုဇနီးဖြစ်သူနှင့်အတူအံ့ဩစွာကြည့်နေကြသည်။ဟဲဒါကတကယ်ကိုယတနာကြက်ဥပဲအိမ်တွင်ဇနီးမောင်နှံနှစ်ဦးမြစိမ်းရောင်ကြက်ဥများကိုစံအိုးထဲတွင်တေချာစွာသိမ်းဆည်းနေကြသည်ဒါတွေအများကြီးပဲဒီကြက်ဥတွေကိုရောင်းရင်ပတ်စံတွေအများကြီးရမှာနော်စိုးရိမ်တကြီးဖြစ်ရှူတူတူပြောစမ်းပါငါတို့ချမ်းသာမလာခင်ဒီအကြောင်းကိုဘယ်သူမှမသိစေနဲ့အထူးသဖြင့်ဟိုကြောက်တာယုံလိုလူမျိုးတွေတီးသွားလို့မဖြစ်ဘူးမနက်ဖြန်ကြရင်ငါမျိုးကိုသွားပြီးဒီကြက်ဥတွေရဲ့ဈေးနှုန်းကိုစမ်းကြည့်မယ်မနက်စောကြီးမြများဆိုင်နေချိန်ကောင်းလေးသည်ချင်းတောင်းတဲ့တွင်ကြက်ဥများကိုထည့်ကာမျိုးတို့ထွက်ခွာလာခဲ့သည်စိတ်ထဲမှာရေရွတ်တန်လူတွေရဲ့နှိမ်နာကိုဆက်ခံမလားဒါမှမဟုတ်ဒီကြက်ဥတွေနဲ့ဘဝကိုပြောင်းလဲပြစ်မလားဆိုတာဒီနေ့အဖြေပေါ်တော့မယ်မျိုးစေးတဲ့တွင်ကောင်းလေးကြက်ဥရောင်းနေစဉ်အတော်ကြီးတူလာကြည့်သည်မောင်ရင်ဒီကြက်ဥတွေကအယောင်ကလည်းမဟုတ်တာပုံနေတာလားမဟုတ်ပါဘူးအတော်ရဲ့ဒါကတောတောင်ထဲမှာတဘာဝအတိုင်းလွှတ်ကြောင်းထားတဲ့ကြက်တွေကလည်းဥတွေပါအာဟာရတက်အရန်ကောင်းပါတယ်ဘယ်လောက်လဲတစ်လုံးကို30ယွမ်ပါဟာ30ယွမ်ဟုတ်လားနင်ကဒါပြတိုက်နေတာလားကောင်းလေးစိတ်ပြက်နေစဉ်လှပပြီးစမက်ကြတော့မိန်းကလေးတူရောက်ရှိလာသည်အကိုဒါကဘာကြက်ဥတွေလဲဟင်တဘာဝအတိုင်းမွေးထားတဲ့တောကြက်ဥတွေပါမိန်းကလေးကကြက်ဥကိုအနီးကပ်ကြည့်ပြီးအနံ့ခံကြည့်သည်30ယွမ်နဲ့ရောင်းနေတာလားအကိုကိုသူများတွေလိမ်သွားတာလားဒါမှမဟုတ်အကိုကိုယ်တိုင်ကပဲဒီကြက်ဥရဲ့တန်ဖိုးကိုမသိတာလားဗျာဘာကိုဆိုလိုတာလဲတစ်လုံးကို40ယွမ်ပေးမယ်ဒီငါးလုံးစလုံးကျမယူမယ်တကယ်လို့ဒီကြက်ဥရဲ့အရသာနဲ့အာဟာရကကျမထင်တယ်လို့သာမှန်ခဲ့ရင်ဒါထက်လည်းတန်ဖိုးရှိအောင်မှာပါကျမနာမည်စုခင်ပါနောက်လေဒီလိုကြက်ဥတွေရှိရင်ဖုန်းဆက်လိုက်ပါဘယ်လောက်ရှိအကုန်ယူမယ်ရှုရေရောင်းရပြီတစ်လုံးကို40ယွမ်နဲ့အကုန်ရောင်းရပြီဟဲ့မျက်ရည်ဝဲလေးရဲ့တစ်လုံး40ဆိုတော့ငါးလုံးကို200တောင်းလာသူတို့နှစ်ဦးပျော်ရွှင်စွာဖတ်ထားကြသည်ငါတို့အောင်မြင်ပြီဒီနေ့ရကိုအရင်ကြီးလုပ်ပြီးကြက်တွေတိတ်တိတ်လေးထပ်မွေးမယ်ပတ်စံတွေစုမိလာရင်ငါတို့တကယ်ကြက်မွေးမြူရေးခြံကြီးတစ်ခုတီထောင်ကြမယ်လေ